အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အုံးတို့ခေါက်ဆွဲလေးချက်မယ်မုတ်ဖက်လေးရတော့အစင်းသင်းဝယ်ပါတယ်အုံးတို့လေးချက်မယ်ဆိုရင်တော့ပဲစိမ့်မှုန်လေးကိုရေလေးနဲ့ဖြော်ထားပါတယ်ကြက်သားလေးကိုအတုံးသေးသေးလေးတွေတုံးပြီးတော့ကြက်သွန်အဖြူနီငရုတ်သီးအယောင်တင်မှုန်လေးနဲ့စီတက်ပြီးတော့မုတ်ကျွတ်ကလေးတွေလည်းကြော်ထားပါတယ်ပဲကြော်လေးလည်းဝယ်ထားတယ်ကြက်သွန်လေးတွေလည်းပပတီးထားပါတယ်ရုပ်သီးမှုန့်ငံပြားကြီးတွေလည်းအစင်သင့်ထားပါတယ်အော်မိနေလို့ကြက်သွန်လေးတွေလည်းနှွားထားပါတယ်အလုံးဥလေးတွေပေါ့နော်ပဲကြက်ဥလေးတွေလည်းပြုတ်ထားပါသေးတယ်အုံတို့ဘူးလေးတွေလည်းဝယ်ထားပါသေးတယ်ရန်စားလို့ကောင်းပါတယ်ချက်တာလေးကြည့်နော်ကြက်အသားနဲ့အယိုးလေးတွေကိုတန့်စင်အောင်ဆေးပြီးတော့စားစနစ်ချုံမှုငံပြားလေးနဲ့နေထားပါတယ်ဒါတွေကတော့အုံတို့ခေါက်ဆွဲရဲ့အမဲလေးတွေပေါ့နော်ပထမဆုံးရေနွေးပွက်အောင်ကြိုးပါတယ်ရေနွေးလေးပွက်လာပြီဆိုလို့ရှိရင်တော့ဖြော်ထားတဲ့ပဲစိမ်းဖြော်ရည်လေးထည့်ပါတယ်ပဲစိမ်းဖြော်ရည်မကတ်ဖို့အတွက်ကိုတော့တောက်လျှောက်မှုတ်ပေးနေရပါတယ်ရှင်ပဲစိမ်းဖြော်ရည်လေးထည့်ပြီးအိုးလေးပွက်လာတယ်ဆိုရင်တော့ကြက်သားလေးတွေထည့်လိုက်ပါတယ်ကြက်သားလေးတွေနည်းနည်းနူးလာပြီဆိုလို့ရှိရင်တော့ကြက်သွန်ဥကြက်ဥအုံတို့ဘူးလေးတွေဖောက်ပြီးတော့ထည့်ပါတယ်ရှင်အရသာအတွက်လိုအပ်တာလေးတွေတော့ထပ်ဖြည့်ထည့်ရပါတယ်ရှင်တချို့အုံတို့နဲ့မတည့်တဲ့သူတွေကြတော့အုံတို့အစားနှုတ်စိမ်းဘူးလေးတွေဖောက်ထည့်ပါတယ်နှုတ်စိမ်းအုံတို့ခေါက်ဆွဲလဲနှုတ်စိမ်းခေါက်ဆွဲလဲစားကောင်းပါတယ်ရှင်အုံတို့ခေါက်ဆွဲလဲကောင်းပါတယ်ကျမတို့ကတော့အကုန်လုံးကြိုက်ပါတယ်စားကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမ်းမာကြပါစေနောက်ထပ်တွေလည်းပြန်တွေ့ပါဦးမယ်တတ်တာပါမေ့သွားလို့ပါရှင်အုံတို့ခေါင်းဆွဲတဲ့ထဲစားဖို့တံမြာသီးလေးတွေလည်းအစင်းသင်းပြီးထားပါသေးတယ်နော်